စိန်ထန်ကြောင်းမဲ့ရတနာတွေကတကယ်ပဲမာကျောနေရတာမင်္ဂလာပါခင်ဗျာ Sora Diamond Jewelry ရဲ့ Knowledge Sharing Program လေးကနေပြီးတော့ကြိုဆိုပါရဗျမိခွန်းလေးကိုဖြေဖို့အတွက်ဆိုရင်ကြောင်းမဲ့ရတနာတွေရဲ့မာကျောမှုကိုဘာနဲ့တိုင်းတာလဲဆိုတာကိုသိဖို့လိုအပ်ပါတယ်ကြောင်းမဲ့ရတနာတွေရဲ့မာကျောမှုကို Morse Harness Scale နဲ့တိုင်းတာပြီးတော့ Scale 1ဆိုရင်တော့အပြောဆုံး Scale 10ဆိုရင်တော့အမာဆုံးဆိုပြီးတော့အဆင့်သတ်မှတ်ထားပါတယ်ဗျအဲ့ဒါဆိုရင်စိတ်ထက်ပူမာတဲ့ကြောင်းမဲ့ရတနာတွေရှိပါသလားမိတ်ဆွေတို့ရောဘယ်လိုထင်ပါသလဲမဟုတ်ပါဘူးဗျာတကယ်လက်တွေ့မှာဆိုရင်တော့စိန်ရဲ့မာကျောမှုက Scale 10ဖြစ်ပြီးတော့အမာဆုံးပဲဖြစ်ပါတယ်ကျောင်းမဲ့ရတနာတွေရဲ့အဆင့်တွေကိုအခုလိုပဲဖော်ပြပေးလိုက်ပါတယ်ဗျDiamond, Ruby နဲ့ Sapphire တွေကတော့မာကျောမှု scale 9 to 10ကြားမှာရှိတဲ့အတွက်ကြောင့်နေရာမျိုးစုံမှာအသုံးပြုရပြီးတော့စိတ်ကြိုက်ဝတ်ဆင်နိုင်ပါတယ်။ Amethyst, Topaz နဲ့ Aquamarine တွေကတော့မာကျောမှု scale 7 to 8ကြားမှာရှိတာကြောင့်အခုလိုကြောက်တွေကိုဝယ်မယ်ဆိုရင်တော့သတိထားဖို့လိုအပ်ပါတယ်။ Moonstone, Opal, Turquoise နဲ့ Pearl တွေကတော့မာကျောမှုက6 to 7အောက်အနည်းဆုံးဖြစ်တာကြောင့်ဝယ်ဝတ်ဆင်မယ်ဆိုရင်တော့အရန်ထိခိုက်လဲတဲ့အတွက်ကြောင့်သတိထားဖို့လိုအပ်ပါတယ်ဗျ။စိန်က Morse Harness Scale 10ဖြစ်တာကြောင့်အမာဆုံးကြောက်ဖြစ်တာအပြင်တခြားကြောက်မဲ့ရတနာတွေထက်ပိုမိုအယောင်တောက်ပမှုရှိပါတယ်ဗျအဲ့ဒါကြောင့်မိတ်ဆွေတို့အနေနဲ့စိန်ဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ Sora Diamond Jewelry ကနေပြီးတော့ဖိတ်ခေါ်ပါတယ်ခင်ဗျ Sora Diamond Jewelry မှာ GIA Certificate ကတဘာဝစိန်တွေအပြင် Natural Diamond တွေကိုပါ Less Certificate နဲ့တကွရောင်းချပေးနေတာကြောင့်ယုံကြည်စိတ်ချစွာနဲ့ဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျအခုလိုမျိုးအကြောင်းမဲ့ရတနာတွေနဲ့ပတ်သက်တဲ့နောက်ထပ် knowledge sharing video လေးတွေကိုတင်ပေးသွားမှာဖြစ်တာကြောင့် page ကို like and share လုပ်သွားဖို့မမေ့ပါနဲ့ဦးနော် Bye see you next video